Old Trafford ရဲ့လေထုထဲမှာမျောလင်းချက်အသစ်တွေမျောလင်းခြင်းရနံ့သစ်တွေဂိမ်းအောင်နေတတ်ပါတယ်။အထူးသဖြင့်ပြောင်းလဲမှုတွေပြုပြင်တိဆောက်မှုတွေလှုပ်ဆောင်နေတဲ့အချိန်ကာလမျိုးမှာပိုပြီးတော့သိတာထင်ရှားပါတယ်။ Casemiro ခြံထားခဲ့တဲ့ United ရဲ့ကွင်းလယ်ဟာအခုတော့ကွက်လက်ဖြစ်ချိန်တန်ခဲ့ပါပြီ။ဒီအတွက် Michael Carrick ရဲ့ United အသစ်ဟာပေါင်တန်း80ဆိုတဲ့ပြောင်းရွှေ့ခြင်းတစ်ခုနဲ့အတူတောင်ပိုင်းကန်ယိုရန်က Brighton ကွင်းလယ်လူ Carlos Baleba ကိုခေါ်ယူပြီးသူတို့ရဲ့ကွင်းလယ်ပြုပြင်ပြောင်းလဲရေးဇက်လန်းကိုအသက်သွင်းလိုက်ပါတယ်။စစ်စစ်မှုတွေအောင်မြင်စွာပြီးဆုံးသွားခဲ့ပြီဖြစ်တယ်လို့9နှစ်သက်တမ်းရှိတဲ့စာချုပ်တရက်နဲ့အတူနောက်ထပ်တစ်နှစ်ထပ်မံသက်တမ်းတိုးဝင်ကိုပါချုပ်ဆိုနိုင်ခဲ့ပြီဖြစ်လို့ဘာလီဘာရဲ့ခြေလမ်းတွေဟာ Old Trafford စီကိုအပြည့်တိုင်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။တကယ်တော့ United ဟာဒီ Cameron လက်ရွေးစင်ကစားသမားလေးကိုမျက်စိကျနေခဲ့တာကြာပါပြီ။လွန်ခဲ့တဲ့2025ခုနှစ်ဩဂတ်စ်လတွေကခေါ်ယူဖို့စ조사ခဲ့တာဖြစ်ပေမဲ့အဲ့ဒီအချိန်ကတောင်းဆိုတဲ့ပြောင်းရွှေ့ခြင်းကမြင့်မားလွန်းနေခဲ့တာကြောင့်လက်လျှော့ခဲ့ရတာပါ။ဘာလီဘာအတွက်2025-2026ရာသီဟာအတက်အကျများတဲ့ကာလတစ်ခုလို့ဆိုရပါမယ်။ရာသီအစပိုင်းပွဲစဉ်၈ပွဲမှာနီးပြ Fabian Hazeler ရဲ့လူစားလဲမှုကို၈ကြိမ်တိုင်ခံခဲ့ရပြီးအပြောင်းအရွှေ့သတင်းတွေကြောင့်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ခြေစွမ်းအပေါ်ရိုက်ခတ်မှုတွေရှိတယ်လို့တောင်ဆိုခဲ့ကြပါတယ်။ဒါပေမဲ့ကင်မရွန်းလက်ရွေးစင်အသင်းနဲ့အတူအာဖရိကဖလားပြိုင်ပွဲမှာကွာတာဖိုင်နယ်အထိရောက်ရှိအောင်ဇွမ်းဆောင်နိုင်ခဲ့ပြီးနောက်ရာသီဝက်ရဲ့ဒုတိယပိုင်းမှာတော့ဘာလီဘာတယောက်အားအင်အသစ်တွေပြန်လည်မွေးဖွားလာခဲ့သလိုခြေစွမ်းတွေကလည်းတိတိတသာတိုးတက်လာခဲ့ပါတယ်။လွန်ခဲ့တဲ့3ရာသီကကိုင်စီရိုကိုချက်စီထံပေါင်115သန်းနဲ့ရောင်းချလိုက်ရချိန်မှာဘရိုက်တန်တို့ဟာသူတို့ရဲ့ကွင်းလယ်ကိုထိန်းချောင်းဖို့ဘာလီဘာကိုပဲအားကိုးခဲ့ရတာပါ။ပြီးခဲ့တဲ့ရာသီအခက်အခဲတချို့ရှိခဲ့ပေမဲ့သူဟာထိပ်သီး6သင်းရဲ့ပြင်ပမှာတော့ပရီးမီးယားလိရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်အဖြစ်ရပ်တည်နေစေဖြစ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာတန်ဆွမ်းပြီးရရင်ပြတ်သားတဲ့ဒီကွင်းလယ်လူဟာဘေးနားကကစားသမားတွေရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုပါဆွဲထုတ်ပေးနိုင်စွမ်းရှိပါတယ်။အထူးသဖြင့်ကန်စစ်ကစားရမှာအားရပါရရှိမှုပြတ်သားမှုနဲ့ထိရောက်မှုတွေကြောင့်သူဟာ United မှာ Casemiro ရဲ့နေရာကိုဆက်ခံဖို့အသင့်တော်ဆုံးလူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ပြိုင်ပွဲရဲ့တိုက်စစ်အဟုန်ကိုတားဆီးဖို့စောစောစီးစီးဖျက်ထုတ်တာမျိုးလမ်းကြောင်းဖတ်ပြီးဖျက်တောက်တာမျိုးတွေကိုညံညံသွေးမြင့်မြင့်နဲ့လှုပ်ဆောင်နိုင်တဲ့ခံစစ်ကစားသမားကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။တခါတရံမှာသူဟာပြိုင်ပွဲ area အစွန်ဖျားလောက်ထိတက်ပြီးလွတ်ထွက်လာမဲ့ဘောလုံးတွေကိုစောင့်ကြိုလူယူဖို့အမြဲတမ်းနှိုးကြနေတတ်ပါတယ်။ဖျက်ထုတ်မှုတွေလုပ်တဲ့အခါမှာလည်းမစင်မချင်းဝင်လောက်တာမျိုးမဟုတ်ပဲချိန်သားကိုက်ဝင်ရောက်မှုနဲ့ဒီစနစ်အကိုအချိုးချပေါင်းဆက်ပြီးအသင်းအတွက်ဘောလုံးပြင်ရဖို့အသေးချာဖန်တီးပေးတတ်ပါတယ်။အရက်မောင်းအပြင်9ပေဆဲလက်မှာ188စင်တီမီတာဝန်းကျင်သာရှိတဲ့အတွက်ကြောင့်မလို့ခံစစ်ကွင်းလယ်လူတယောက်အနေနဲ့အလွန်မြင့်မားလှတယ်လို့မဆိုတာပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ဟန်ချက်ထိမ့်သိမ့်နိုင်စွမ်းနဲ့ဘောလုံးကိုကာကွယ်ရမှာအသုံးပြုတဲ့ကိုယ်ကာယညံရည်ကတော့အမခန်းပါပဲခြေပြားအသုံးပြုမှုမြန်ဆန်တွက်လက်တယ်လို့လိုအပ်ရင်ပြိုင်ဘက်ကိုပခုံးနဲ့ရှင်တိုက်ပြီးမြက်ကင်းစိမ့်ထက်မှာဘောလုံးကိုအပိုင်စည်းနိုင်စွမ်းရှိပါတယ်ကိုပေါက်နဲ့နီးကပ်လာတဲ့အခါမှာလည်းလွတ်နေတဲ့ဟာကွက်တွေကိုဖြည့်တင်းပေးတာဖြတ်တွင်ဘောတွေကိုတားဆီးတာတွေအပြင်ကွင်းလယ်ကနေဘောလုံးတည်ယူနိုင်စွမ်းနဲ့အဝေးဘောပေးဖို့နိုင်မှုတွေကလည်း United ရဲ့ကွင်းလယ်ကိုချက်ချင်းဆိုသလိုအဆင့်တန်းတစ်ခုထိမြင့်တင်ပေးနိုင်မှာအသေးချပါပဲလောလောဆယ်မှာတော့ရာသီကျိုလေ့ကျင့်ရေးမှာရရှိခဲ့တဲ့ခြေချင်းဝဲအရွတ်တန်ရာကြောင့်အပြေအဝကြန့်ခိုင်မှုပြင်ရဖို့သတင်းပတ်အနေငယ်စောင့်ဆိုင်းရအောင်မှာဖြစ်ပြီးကစားဟန်အသားကြဖို့ကတော့အချိန်တစ်ခုယူရအောင်မှာပဲဖြစ်ပါတယ်နီးပြကာရက်ရဲ့ United ဟာဘောလုံးပိုင်ဆိုင်မှုကိုအလေးထားပြီးတစ်ချက်ထိပေးပို့မှုတွေနဲ့ကွင်းလယ်ကိုလှည့်လင်းမြန်ဖြတ်တန်းခြင်းတဲ့ကစားဟန်မျိုးဖြစ်ပါတယ်ပြင်းထန်မြန်ဆန်တဲ့ကစားဟန်တွေမှာအကျွမ်းတဝင်ရှိနေတဲ့ဘာလီဘာအနေနဲ့ဒီလိုမျိုးနီးဗျူဟာအသင်းနဲ့အံဝင်ခွင့်ကြဖြစ်ဖို့အစပိုင်းမှာအနှဲငယ်ရုန်းကန်ရဖို့လည်းရှိနိုင်ပါတယ်။ကျမကြီးပြန်လဲကောင်းမွန်လာချိန်မှာတော့သူဟာကာရက်ရဲ့4-2-3-1ကစားကွက်မှာညာဘက်ချမ်းကွင်းလယ်လူအဖြစ်နေရာယူလာဖို့လည်းရှိနိုင်ပါတယ်။ဘယ်တန်ကစားသမားဖြစ်တဲ့အတွက်သူ့အနေနဲ့ Yuri Tielemans ဒါမှမဟုတ် Bruno Fernandes တို့နဲ့တွဲဖက်ကစားတဲ့အခါနောက်တန်းအတွက်လုံခြုံတဲ့ခံစစ်တိုင်းကြီးတစ်ခုဖြစ်လာမှာပါ။ Tielemans ရဲ့တွဲဖက်တဲ့အခါ Leicester City မှာ NDT နဲ့တွဲတော့ရရှိခဲ့တဲ့လွတ်လပ်မှုမျိုးကိုTielemans တယောက်ပြန်ရနိုင်မှာဖြစ်တယ်လို့ကိုဘီမိုင်နူနဲ့တွဲခဲ့မယ်ဆိုရင်လေလူငယ်လေးမိုင်နူကိုဘောလုံးတည်ယူရေးတာဝန်တွေကြီးလောလောလတ်လတ်လှုပ်ခွင့်ပေးပြီးတော့သူကကျန်းတဲ့ကာယအားပြိုင်မှုတွေကိုဒိုင်ခံဖြည့်ရှင်းနိုင်မဲ့သူလည်းဖြစ်လာမှာပါအကယ်၍ Andre Santos ကိုသာနောက်ချန်ကွင်းလယ်လူဖြစ်ထားရှိပြီးကစားမယ်ဆိုရင်တော့ဘာလီဘာဟာကွင်းလယ်တစ်ခုလုံးကိုစိုးမိုးပြီး box to box ကစားသမားတစ်ယောက်အနေနဲ့ရင်ခုန်စရာကောင်းလောက်အောင်လှုပ်ရှားခွင့်ရရှိသွားမှာလည်းဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဥရောပထိပ်သီးအသင်းတွေဟာပြိုင်ပွဲရဲ့တံပြန်တိုက်စစ်တွေကိုရက်တက်နိုင်စွမ်းရှိတဲ့ကြံခိုင်တန်ဆွမ်းတဲ့ကွင်းလယ်လူတစ်ယောက်ကိုမဖြစ်မနေပိုင်ဆိုင်ထားကြတဲ့ခေတ်ကြီးထဲမှာဘာလီဘိုင်ရောက်ရှိလာမှုက United အတွက်တာမန်ကွက်လက်ဖြစ်အဆင့်ထက်အများကြီးပိုပါတယ်။လာမယ့်
2026-29ရာသီရဲ့ကျန်းတန်းလာတဲ့ပြိုင်ပွဲခီးလန်ကိုဖျက်ဆီးဖို့အတွက်သူဟာမိုက်ကယ်ကာရစ်တီဆောက်မဲ့အမ်ဘာရာရဲ့အမာခံကြောက်ဆောင်ကြီးတစ်ခုအဖြစ်မတ်ရက်တီပေးသွားတော့မှာပဲဖြစ်ပါတယ်။အခုလိုမျိုးဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနားဆင်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ Outscore Channel လေးကို Like and Subscribe လုပ်ထားပေးဖို့မြစ်တာရက်ခံအပ်ပါတယ်။ဆုံးထိနားဆင်ပေးကြလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။